သူတစ်ပါးရဲ့အပြစ်ကိုတိတ်မြင်တတ်တဲ့ပုဂ္ဂိုလ်တွေဆိုတာနေရာတိုင်းမှာရှိပါတယ်နေရာတကာမှာဆရာလုပ်မယ်နေရာတကာမှာအပြစ်ပြောမယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတီးတန့်ကိုရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်တွေကပဲသူတို့ရဲ့အပြစ်အကြီးကြီးတွေကိုဖုံးဖိပြီးတော့သူတစ်ပါးရဲ့အပြစ်အသေးလေးတွေကိုအမြဲတမ်းမျက်လုံးတောက်ထောက်သလိုလိုက်ကြည့်နေတတ်ပါတယ်သူတို့ရဲ့စိတ်နှလုံးဟာလည်းပဲဘယ်တော့မှငြိမ်အေးမှုမရနိုင်ဘူးတဲ့သူတစ်ပါးဘာလုပ်မလဲသူတစ်ပါးဘယ်နာမှာအမှားလုပ်မလဲဆိုတာကိုအမြဲတမ်းကြည့်နေရတဲ့အတွက်စိတ်ထဲမှာလည်းမငြိမ်အေးနိုင်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားကတော့သူတစ်ပါးအပြစ်ကိုမြင်ခြင်းဟာမကောင်းဘူးတဲ့ကိုဒီနေ့ဘာတွေလုပ်လဲကိုဒီနေ့ကောင်းတာတွေလုပ်ရလားကိုဒီနေ့မဟုတ်တာတွေလုပ်နေလားဆိုပြီးတော့ကိုယ့်အပြစ်ကိုမြင်အောင်ကြည့်ပါတဲ့သူတစ်ပါးအပြစ်ကိုမြင်နေတယ်ဆိုတာသူ့နေရာမှာငါသာဆိုရင်ဆိုတဲ့ကိုချင်းစာတရားလေးမထားနိုင်သေးလို့ပါဘုရုဇဉ်လူသားတွေဆိုတာအမှားနဲ့လည်းမကင်းနိုင်ပါဘူးအပြစ်နဲ့လည်းမကင်းနိုင်သေးပါဘူးသူ့နေရာမှာငါသာဆိုရင်လဲဒီလိုလေးတော့လုံးမိနိုင်တာပဲဆိုတဲ့ကိုချင်းစာတရားလေးထားပြီးတော့တယောက်နဲ့တယောက်မေတ္တာလေးတွေကရုဏာလေးတွေနဲ့ပြောဆိုပြုမှုဆက်ဆံကြမယ်ဆိုရင်တယောက်နဲ့တယောက်အမုန်းတွေမပွားတော့ဘူးပေါ့